အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကတော့အတော်များများမေးတတ်ကြတဲ့အသီးတွေအကြောင်းကိုပြောပြတော့မှာဖြစ်ပါတယ်နံပါတ်1အနေနဲ့စီးချိုယောဂရှိတဲ့လူတွေမှာအသီးစားလို့ရလားပါဟုတ်ကဲ့စီးချိုယောဂရှိတဲ့လူတွေမှာအသီးကစားလို့ရပါတယ်ဘာလို့လဲဆိုတော့တစ်တီကရန်လို့မဟုတ်ပါဘူးကျွန်တော်တို့အသီးတွေထဲမှာဆိုလို့ရှိရင်တဘာဝအချိုဓာတ် fructose ပါပါတယ်ဒါအပြင်အမြင့်ဓာတ် fiber ပေါ့နော်ဗီတာမင်တို့ရေဓာတ်တို့လည်းပါဝင်ပါတယ်အမြင့်ဓာတ်ကဆိုလို့ရှိရင်ကျွန်တော်တို့အချိုဓာတ်ကိုခန္ဓာကိုယ်ထဲကိုဖြည်းဖြည်းချင်းဝင်အောင်ပြုလုပ်ပေးပါတယ်ဒါကအသီးနဲ့အချိုရည်တို့မုန့်အချိုတို့နဲ့လုံးဝကွဲပြားတဲ့အချက်ပါဘာလို့လဲဆိုတော့ခါကြတော့ဒီမုန့်အချိုတို့အချိုရည်တို့မှာအမြင့်ဓာတ်ပါဝင်မှုနည်းပါတယ်ဥပမာပြောရရင်မုန့်အချိုတို့အချိုရည်တို့ကိုစားမယ်ဆိုရင်တကြားကိုတွေးတဲ့ကိုဓာတ်ရိုက်လောင်းတွင်းလိုက်သလိုပါပဲရေကြီးတဲ့အချိန်မှာရေမြန်တက်လာလို့ပါပဲဒါပေမဲ့အမြင့်ဓာတ်နဲ့အတူတူစားမယ်ဆိုလို့ရှိရင်တော့ချောင်းထဲမှာရေစီးနေလို့တတရာလေးဖြစ်စီပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ target ကတစ်တီကိုလုံးဝမစားရဘူးဆိုတော့မဟုတ်ပါဘူး target ကမှန်ကန်တဲ့အတီကိုမှန်ကန်တဲ့ပမာဏနဲ့မှန်ကန်တဲ့အချိန်မှာစားဖို့ပဲဖြစ်ပါတယ်ဒါဆိုရင်အကောင်းဆုံးအတီးတွေကဘာတွေဖြစ်မလဲအတီးချို့ဟာဆိုလို့ရှိရင်အမြင့်ဓာတ်ပုံများပြီးတော့မှသွေးရင်းတကြားဓာတ်ကိုနည်းနည်းပဲတက်စီပါတယ်မြန်မာနိုင်ငံမှာတွေ့နိုင်ရတဲ့အတီးတွေထဲမှာဆိုရင်မာလကာဒီပါမာလကာဒီကအမြင့်ဓာတ်များပြီးတော့မှတကြားဓာတ်နည်းတဲ့အတွက်ကြောင့်မလို့ကောင်းပါတယ်ပန်းတီးကိုအခွန်အပါစားမယ်ဆိုလို့ရှိရင်အမြင့်ဓာတ်ကပိုရပါတယ်တင်မော်ရီဆိုလို့ရှိရင်လည်းတင့်တဲ့ပမာဏစားလို့ရှိရင်သွေးရင်းတကြားဓာတ်ကိုနုနုညံ့ညံ့လေးထားပေးပါတယ်ကျွဲကော်တီးဆိုလို့ရှိရင်အမြင့်ဓာတ်ကောင်းပြီးတော့မှဗီတာမင် C ပါပါတယ်ဘယ်ရီဒီတွေထဲမှာဆိုရင်ဥပမာ strawberry လိုအသီးတွေဆိုလို့ရှိရင်သွေးရင်းတကြားဓာတ်ကိုအနည်းငယ်တာတက်ပေးပါတယ်ငကမောက်တီးရဆိုလို့ရှိရင်လည်းတင်းဒီလောက်ကောင်းပါတယ်လွယ်ကူကူမှတ်လို့ရအောင်ဆိုလို့ရှိရင်အနည်းငယ်ချင်တဲ့အသီးအစိတ်များတဲ့အသီးနဲ့အမြင့်ဓာတ်များတဲ့အသီးရဆိုလို့ရှိရင်မဲ့ပြီးတော့မှအရန်ချိုတဲ့အသီးတွေထက်စာရင်ဘေးကင်းပါတယ်ဒါဆိုရင်ဘလို့အသီးတွေကိုထိန်းချုပ်တင်တယ်လဲတချို့အသီးတွေကချိုလွန်းတယ်အမြင့်ဓာတ်နည်းတယ်ခါလီကြရင်လည်းများများစားတတ်တဲ့အဲ့လိုအသီးမျိုးဆိုလို့ရှိရင်ထိန်းချုပ်တင်ပါတယ်လုံးဝရှောင်စရာမလိုပါဘူးယူဆရပါမယ်ဥပမာတရက်တီးအမဲ့ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာနာမည်ကြီးပါတယ်ဒါပေမဲ့ချိုလွန်းပါတယ်နည်းနည်းပဲစားရပါမယ်ဒူးရင်နီးဆိုလို့ရှိရင်လည်းတကြားဓာတ်နဲ့ဒီကယ်လိုရီအများကြီးပါပါတယ်တစ်ခါတလေနည်းနည်းပဲစားရပါမယ်ဥပမာလိုက်ချီလိုအတီးမျိုးတို့လုံကန်ပေါ့နော်နင်းတီးလိုအတီးမျိုးကချိုပြီးတော့မှအများကြီးစားဖို့ဖြစ်နိုင်ပါတယ်တကြားတီးတို့ပိန်းနေတီးဆိုလို့ရှိရင်လည်းချိုပြီးတော့မှကယ်လိုရီများပါတယ်ပန်းတီးကြောက်ငပြောတီးကြောက်တို့ဆိုလို့ရှိရင်လည်းရေဓာတ်ထုတ်ထားတဲ့အတွက်ကြောင့်မလို့တကြားဓာတ်ကစုနေတတ်ပါတယ်လက်တဆုပ်စာစားရင်တော့မှတကြားဓာတ်ကအများကြီးပါပါတယ်ဖျဲတီးဆိုလို့ရှိရင်ရေဓာတ်များတာကောင်းပေမဲ့သွေးရင်းတကြားဓာတ်ကိုမြန်တက်စေပါတယ်ဒါကြောင့်မလို့နည်းနည်းပဲစားသင့်ပါတယ်ဒီလိုအသီးတွေဟာဆိုလို့ရှိရင်လုံးဝမစားရဘူးမဟုတ်ပါဘူးပမာဏနည်းနည်းပဲစားပြီးတစ်ခါတလေစားပြီးရင်ခန္ဓာကိုယ်ဘလို့တုံ့ပြန်မလဲဆိုတာကိုကြည့်ရပါမယ်ဒါဆိုရင်ပမာဏကိုဘလို့ထိန်းချုပ်ပြီးစားမလဲဒီချက်ကအရေးကြီးပါတယ်ဆက်နဲ့တိုင်းစရာမလိုဘဲနဲ့လွယ်ကူကူတိုင်းလို့ရတဲ့နည်းရှိပါတယ်တနက်စားသုံးမယ်ဆိုလို့ရှိရင်လက်တဆုပ်စာအသီးကိုစားပေးပါဥပမာပန်းဒီတေးသေးလေးတစ်လုံးတို့တရက်တီးဆိုလို့ရှိရင်လည်းလက်တစ်လုံးရဲ့တစ်ဝက်တင်မော်ရီဆိုလို့ရှိရင်လည်းခွက်တစ်ခွက်စားစပစ်တီးဆိုလို့ရှိရင်လည်း8လုံး10လုံးလောက်စားလို့ရှိရင်ရပါတယ်တစ်ချိန်ကိုတစ်ဆုပ်စာစားပေးပါပကံများအပြည့်မစားပါနဲ့တရက်တီးအတီးကိုတရက်တည်းတစ်ခါတည်းအများကြီးမစားပါနဲ့ဥပမာမနက်ပိုင်းတစ်ချိန်နေ့လယ်ပိုင်းတစ်ချိန်စားတာကညကိုပကံနဲ့အပြည့်စားတာထက်ပိုပြီးတော့မှကောင်းပါတယ်ဒါဆိုရင်အတီးဖြော်ရည်နဲ့အတီးတစ်လုံးတူတလားဒီချက်ကအရင်အရေးကြီးပါတယ်အတီးဖြော်ရည်နဲ့အတီးတစ်လုံးဟာတူညီတဲ့အတီးကနေလာတာဆိုပေမဲ့ခန္ဓာကိုယ်ပေါ်တက်ရောက်ပုံချင်းကတော့မတူပါဘူးအတီးတစ်လုံးကိုစားတဲ့အခါအမြင့်ဓာတ်ကိုပါရရှိပါတယ်ဒီအမြင့်ဓာတ်ကတကြားဓာတ်ကိုတွေးတဲ့ဝင်တဲ့နှုံးကိုနှေးစေပြီးတော့မှတွေးတဲ့တကြားဓာတ်မြန်မတက်အောင်လည်းကူညီပေးပါတယ်ဒါပေမဲ့အတီးဖြော်ရည်ကိုလှုပ်လိုက်တဲ့ခါကျတော့အမြင့်ဓာတ်အများစုကပျောက်သွားတတ်ပါတယ်အဲ့ဒီချိန်ကြလို့ရှိရင်တကြားဓာတ်ကတွေးတဲ့ကိုမြန်ဆန်စီးဝင်သွားနိုင်ပါတယ်ဥမာအနေနဲ့ပြောရမယ်ဆိုရင်လိမ္မော်ဖြော်ရည်တစ်ခွက်ရဖို့ဆိုရင်လိမ္မော်ဒီ3-4လုံးလောက်လိုအပ်ပါတယ်အဲ့ဒီလိမ္မော်ဒီ3-4လုံးကိုတခါတည်းထိုင်စားဖို့ဆိုတာမလွယ်ပေမဲ့ဖြော်ရည်အဖြစ်ဆိုရင်တော့မိနစ်ပိုင်းတွင်တောက်ပြီးသွားနိုင်ပါတယ်
ဒါကြောင့်မို့လို့တတိမထားမိပဲတကြားဓာတ်တွေကခန္ဓာကိုယ်ထဲမှာအများကြီးဝင်သွားပြီးတော့မှတွေးတွင်းတကြားဓာတ်ကိုလည်းမြန်မြန်ဆန်ဆန်မြင့်တက်နိုင်ပါတယ်ဒါကြောင့်မလို့ဖြစ်နိုင်ရင်အသီးဖြော်ရည်ထက်အသီးတစ်လုံးကိုရွေးချယ်ပြီးစားတောက်ဖို့အကြံပြုချင်ပါတယ်အကယ်၍အသီးဖြော်ရည်ကိုတောက်ရှင်နေဆိုရင်တော့ပမာဏနည်းနည်းပဲတောက်ပြီးတော့မှတကြားနှုတ်စီထည့်တာကိုရှောင်ကျင်ပါအသီးဟာဆိုလို့ရှိရင်စီးချိုယောဂရှိတဲ့အတွက်ကျန်းမာရေးကောင်းစေတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်အရေးကြီးတာကမှန်ကန်တဲ့တစ်တီကိုရွေးချယ်ဖို့နဲ့တင့်တော်တဲ့ပမာဏကိုထိန်းချုပ်ဖို့ပဲဖြစ်ပါတယ်ဒီဗီဒီယိုကအသုံးဝင်နေဆိုရင်တင့်မိသားစုနဲ့တင့်တကယ်ချင်းတွေကိုလည်းမျှဝေပေးပါဦးနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျန်းမာကြပါစေကျွန်တော်ကတော့ယောဂါတွေကိုကာဝယ်ဖို့အမြဲပြောနေတဲ့ဒေါက်တာနေထောင်ပဲဖြစ်ပါတယ်